ညရောက်သည့်အထိ glow skin bling bling ကလေးနဲ့ကြည်တောက်ချင်းပြီးလာနေတဲ့ရွှေစည်းရဲ့မျက်နှာသားရည်တနေ့ကုန်မနဲ့ခရီးကလိမ့်ရတဲ့ skin care တွေကိုတော့မျက်နှာမသိပြရသေးဘူးเนาะအဲ့လိုအသားရည်ကောင်းခြင်းကဘာကြောင့်မလို့လဲဆိုတာလေးတစ်ချက်ပြောပြပေးမယ်နော်ဘာကြောင့်လဲဆိုတော့ရွှေစင်ကညမအိတ်ခင်မှာမျက်နှာတစ်ပြီးတော့ဒီလေးမျိုးလေးနဲ့ပေါ့တော့ညတိုင်းအမြဲတမ်းပုံမှန်တတိချာချာ skin care ပေးလို့ပဲဖြစ်ပါတယ်ဒါလေးကကြတော့မျက်နှာပေါ်မှာရှိတဲ့ကြီးတွေအညစ်အကြေးတွေအဆီတွေကိုအကောင်းဆုံးအထိရောက်ဆုံးဖေရှားပေးပြီးတော့ကြည်တောက်ရှင် glow skin ရစေနိုင်တဲ့ new skin toner လေးဒါလေးလည်းကုန်သွားတော့မရှင်ဒါလေးကကြတော့ serum ဒါလေးကကြတော့ရေတက်ဖြိုး moisturizer ဒါလေးကကြတော့မအိုဈေးဆိုပြီးနာမည်ကြီးနေပြီးတော့မှအခုမှအသစ်ထပ်ရောက်ထားတဲ့ Snail Witch Whitening Cream ဒီလေးမျိုးနဲ့ပဲအမြဲတမ်းညတိုင်း skin care ပေးတာဒီထဲမှာဒီ serum ကလေးကပေါ့နော်ဒီ serum ကလေးကဒီမှာကုန်ပါပြီရှင်ကုန်ပါပြီရှင်ညစ်လို့မရတော့ပါဘူးဒါကြောင့်မလို့ရွှေစင်ကဒီလိုဘူးလေးနောက်ထပ်အသစ်ထပ်ဖောက်မှာဖြစ်ပါတယ်ဒါလေးကဘာအတွက်ကောင်းတာလဲဆိုလို့ရှိရင်သူကကြတော့မျက်နှာပေါ်မှာရှိနေတဲ့အမဲဆက်တွေတင်းတိတ်တွေနေလောင်ကွက်တွေကိုအမြန်ဆုံးတက်တာပြောက်ကင်းပြီးတော့မျက်နှာသားလေးကိုဖြူစေနိုင်တယ်ဖွေးစေနိုင်တယ်နောက်ပြီးရဲ့ခါကျတော့အရေးချောင်းတွေကင်းပြီးတော့မှတင်းရင်းနှုပြူမှုကိုပေးတယ်ဗျာမျက်နှာအသားရည်ကိုကြီးကြီးဆူဆူဝင်းဝင်းချွတ်ချွတ်အီကလေးနဲ့အမဲဆက်တွေကင်းချင်တယ်ဆိုရင်ဒီစီရန်ကလေးကိုသုံးဒီစီရန်ကလေမျက်နှာအသားရည်အတွက်ပဲသုံးလို့ရတာမဟုတ်ဘူးနော်ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့လေဘင်းတို့ဂုတ်တို့ဂျိုင်းတောင်စစ်ချစ်ဖို့မို့အိုးပေါင်ချိုပေါင်ချအကျိုးအကြခန္ဓာကိုယ်မဲသမျှနေရာတွေကိုလည်းဖွေးချင်တယ်ဆိုရင်ဒီစီရန်လေးကိုလိမ့်လို့ရတယ်နောက်ပြီးတဲ့ခါကျတော့အဓိကကတော့ဂျိုင်းမဲတာကွာဂျိုင်းနန်ဆိုဂျိုင်းဘတ်ဆိုအဲ့လိုမျိုးနန်နာတွေကိုအမြန်ဆုံးတက်တာပြက်ကင်းပြီးတော့မှအနက်ဆိုးတွေကင်းစေနိုင်တာဗျာနော်ဒီမဲ့ဘာဖြစ်လို့အဲ့လောက်ထိကောင်းတာလဲဆိုလို့ရှိရင်သူ့စီမှာဒီမဲ့နာယာစီဒမိုက် 10% အောင်ပါတယ်နောက်ပြီးတော့မှဗိုက်တာမင် 10 မျိုးနဲ့လည်းပေါင်းစပ်ထားတာကိုရီးယားမိတ်ဖြစ်တယ် FDA စေတောက်ခံချက်အပြည့်အဝရရှိထားတဲ့ Focus Beauty Product ဖြစ်တဲ့ကြောင့်မလို့ယုံကြည်စိတ်ချစွာအသုံးပြုလို့ရတယ်နော်ကဲမကုံသွားပြီဖြစ်တဲ့ဒီအဟောင်းလေးကိုဖယ်ပြီးတော့မှဒီအသစ်ကလေးကိုအစားထိုးမယ်โอเคအခုလည်းမျက်နှာတက်ပြီးတော့ဒီလေးမျိုးလေးနဲ့ special skin care လိုက်ပါဦးမယ်ရှင်